ပထမစွာဖျာရှင်ရဲ့နာမတော်ဟာတာရွေပုံချီပါစေဖျာရဲ့နှုတ်ပတ်တော်အဖြစ်ခွန်အားယူကြရအောင်စာလန်တစ်စက်ကိုအပိတ်ငယ်ခုနှစ်ရှိကိုဖတ်ချင်ပါတယ်ထာဝရဘုရားဤတရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရားဤတက်တဲ့ခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလင်မာသောသူတို့ကိုလင်မာစေတတ်၏ထာဝရဘုရား၏နိဥပဒေတတို့သည်ဖြောင်းမတ်သည်ဖြစ်၍စိတ်နှလုံးကိုရှင်လန်းစေတတ်၏ထာဝရဘုရား၏ပညတ်တော်သည်ရှင်ကြည်သည်ဖြစ်၍မျက်စိကိုရှင်လင်းစေတတ်၏ဖတ်တော်သောဖျားနှုတ်ပတ်တော်ပေါ်မှာတိဖန်ဖျားရှင်ကောင်းကြီးပေးပါစေဒီနေ့ခရိယန်တယောက်ယုံကြည်သူတယောက်ဖြစ်တဲ့သားနဲ့ဘာကြောင့်အသက်တာမပြောင်းလဲနိုင်တယ်လဲဘာကြောင့်ခရိယန်အသက်တာဟာမကောင်းနိုင်တယ်လဲဆိုတဲ့အရာလေးဟာစဉ်းစားစရာတစ်ခုဖြစ်ပါတယ်အဲကြောင့်ခရိယန်ဘာသာဝင်တယောက်အဖြစ်ရက်တည်ပေမဲ့အသက်တာနဲ့နှလုံးသားမှာခရစ်တော်ကိုသခင်နဲ့ဖခင်အဖြစ်နေရာမပေးချင်းကြောင့်ပဲဖြစ်နေပါတယ်ခရစ်တော်ဖခင်ကိုနံပါတ်1မှာထားတယ်နှလုံးသားမှာနေရာပေးတယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဤဥဆောင်ခြင်းကိုအလိုလိုနဲ့ခံယူရမယ်ဖြစ်ပါတယ်ဒါကြောင့်ပထမချက်အနေနဲ့ထာဝရဘုရား၏တရားတော်သည်စုံလင်သည်ဖြစ်၍စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏ထာဝရဘုရား၏တရားတော်ဆိုတာဟာဘုရား၏စကားတော်ပဲဖြစ်ပါတယ်ထာဝရဘုရား၏စကားတော်သည်အသက်တာကိုပြုပြင်ပေးနေပါတယ်နံပါတ်2အနေနဲ့ထာဝရဘုရား၏တက်တဲ့ခံတော်မူချက်သည်ဟုတ်မှန်သည်ဖြစ်၍မလင်မာသောသူတို့ကိုလင်မာစေတယ်ဆိုလိုတာကသူဘုရားသခင်ကိုယ်တိုင်ကပဲပြုပြင်ပေးတာဖြစ်ပါတယ်စူးသောနှလုံးသားမိတ်သောနှလုံးသားမာကျောသောနှလုံးသားကိုပြောင်းလဲပေးတာဖြစ်ပါတယ်ခရစ်တော်ဘုရားကိုနှလုံးသားမှာနေရာမပေးသေးဘူးဆိုရင်မလင်မာတော့သူမိတ်တော့သူဖြစ်မှာပဲခရစ်တော်ကိုအုပ်စုခွင့်ပေးတယ်ဆိုရင်သူခရစ်တော်ကပဲလင်မာစေပြီးပြုပြင်ပြောင်းလဲစေမည်ဖြစ်ပါတယ်အချက်သုံးမှာထာဝရဘုရား၏နိဥပဒေတာတို့သည်ဖြောင်းမတ်သည်ဖြစ်၍စိတ်နှလုံးရှင်လန်းစေတတ်သည်ထာဝရဘုရားစကားအတိုင်းပညတ်တော်အတိုင်းအသက်ရှင်လာတဲ့အခါမှာမလွဲချော်တော့ဘူးမမှားနိုင်တော့ဘူးအဆူးနဲ့အကောင်းဝေဖန်ပန်ချတလာပြီဖြစ်ပါတယ်ဒါကြောင့်ဘဝကိုပျော်ရွှင်စေပြီးရှင်လန်းစေတာဝမ်းမြောက်စေတာဖြစ်ပါတယ်ဤလောကအရာရှိစဉ်ဥစ္စာပေးသောပျော်ရွှင်ခြင်းနဲ့လုံးဝမတူတော့ဘူးထာဝရဘုရားပေးသည့်အရာမှာဘယ်အရာနဲ့မှလေးလို့မရဖြစ်နေတယ်နံပါတ်၄ထာဝရဘုရားပညတ်တော်သည်စင်ကြယ်သည်ဖြစ်၍မျက်စိကိုရှင်လင်းစေတယ်ဟုတ်ပါတယ်ခရိယန်အတ္တတာဆိုတာကျူစာအထုတ်ပြီးကျင့်ကြံပြီးလှုပ်ဆောင်တဲ့အတ္တတာမဟုတ်ပါဘူးထာဝရဘုရားကိုကူစားပြီးအသက်ရှင်ခြင်းပဲဖြစ်ပါတယ်ဒီနည်းနဲ့ပြောမယ်ဆိုရင်ကျူစာခြင်းဖြင့်တွားတာမဟုတ်ဘူးကူစားခြင်းဖြင့်ယုံကြည်ခြင်းအဖြစ်တွားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဤဝိညာဉ်မျက်စိပွင့်လင်း
လာတော့အခါအမောင်ထဲမှာအလင်းကိုရရှိတာနဲ့အတူတူပဲဖြစ်ပါတယ်အစိုးနဲ့အကောင်းဝေဖန်ပန်းချာလာပြီးဆိုရင်အတိတ်ဘဝပစ္စုပန်ဘဝနဲ့အနာဂတ်ဘဝကိုကကနာနာရှင်းရှင်းလင်းလင်းသိမြင်တတ်လာပြီးဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများမိမိစိတ်သဘောအတိုင်းမိမိစိတ်ကိုအလိုလိုက်ပြီးအသက်ရှင်မိအစားထာဝရဘုရားကိုယုံကြည်ကိုးစားပြီးမိမိကိုယ်ကိုမိမိနှိမ့်ချ၍ထာဝရဘုရားကိုအကြီးဆုံးသခင်နေရာမှာနှလုံးသားမှာထားပြီးအသက်ရှင်ကြပါစို့လို့ခွန်အားပေးတိုက်တွန်းချင်ပါတယ်အယုတ်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်